Hi ဘန်ကောက်က Samrong Imperial Wall မှာထိုင်းနိုင်ငံရဲ့မြောက်ပိုင်းဒေသအထွက်တဲ့အစားအသောက်တွေနဲ့ထုတ်ကုန်ပစ္စည်းတွေရောင်းနေဈေးရောင်းပွဲတော်လေးရှိပါတယ်။ထိုင်းနိုင်ငံမြောက်ပိုင်းရဲ့အစားအသောက်တွေကစားရတာလည်းအရသာကောင်းပြီးတော့ Thai traditional ရိုးရာမုတ်စစ်စစ်တွေလည်းဖြစ်ပါတယ်။ထိုင်းနိုင်ငံမြောက်ပိုင်းရဲ့ထူးခြားချက်ကတော့ထိုင်းလူမျိုးစုတွေပြင်မြန်မာနိုင်ငံကလူမျိုးစုအချို့ပါရောထွေးနေထိုင်ကြတာဖြစ်ပါတယ်။အဓိကကတော့ကရင်နေဒီမှာနေထိုင်ကြတာများပါတယ်။ဒီဈေးရောင်းပွဲတော်မှာဆိုရင်ကရင်ဘက်ကရိုးရာပစ္စည်းတွေကိုရောင်းချနေရလဲတွေ့ရတယ်ပေါ့နော်။ဒီမှာဆိုရင်ရွှေပြည်နယ်တနက်ခါရောင်းတာတွေ့ခဲ့ရပါတယ်။ကင်တခုပဲနှမျောမိရတော့ကင်တို့ရဲ့ချစ်စရာကောင်းတဲ့ဒီလူမျိုးနဲ့ဒလီရိုးရာလေးကိုထိုင်းတွေကသူတို့ကိုယ်ပိုင်မူရင်းလိုပုံစံရောချပြီးတော့ tourism အဖြစ်သုံးချမှာတော့နှမျောမိပါတယ်။မြန်မာနဲ့ထိုင်းကရှေးရခင်တွေကပတ်သက်မှုဆက်နွယ်မှုတွေရှိကြတာဖြစ်တဲ့အတွက်ရိုးရာယဉ်ကျေးမှုတွေနဲ့အစားအသောက်တွေကလည်းအကုန်လုံးခက်ဆင်ဆင်နှီးပါတူကြတယ်။ထိုင်းမြောက်ပိုင်းရဲ့အဓိကရိုးရာစားစာတွေမှာဒီလိုဝက်ဥကြောင်လည်းပါပါတယ်။မြန်မာဘက်မှာဆိုရင်တော့ကရဝက်ဥကြောင်ပေါ့။ဒီဈေးရောင်းပွဲတော်မှာရှိတဲ့ဆိုင်ကန်းတွေအကုန်လုံးကထိုင်းမြောက်ပိုင်းရဲ့ဒေသထွက်အစားအစာတွေပြီးတော့ဒေသထွက်ရိုးရာလက်မှုပစ္စည်းတွေအဓိကရောင်းတာပါ။ဒါတွေဆိုရင်မြန်မာပြည်မှာရှိသလိုပဲငပြောတို့လို့အုံမောင်းတို့အဲ့လိုမျိုးပုံစံမျိုးထိုင်းရိုးရာစတိုင်ပေါ့နော်။အစားအသောက်တွေပြင်ထိုင်းနိုင်ငံမြောက်ပိုင်းဒေသထွက်တဲ့ပစ္စည်းတွေလည်းရပါတယ်။ Samrong Imperial Wall ရဲ့ ground floor မှာဆိုရင်တော့ဒါမျိုးမုံစည်းတန်းတွေကတော့အများတန်းရှိပါတယ်။ဒါပေမဲ့ရာသီလိုက်လုပ်တဲ့ပွဲတော်တွေရှိရဆိုရင်တော့ပို့ပြီးတော့ထူခြားပြီးတော့ပို့ဆုံပါတယ်။အခုလုပ်နေတဲ့ဈေးရောင်းပွဲတော်ဆိုရင်လည်းထိုင်းနိုင်ငံမြောက်ပိုင်းကိုမှ Lamban Province ရဲ့ဒေသအတွက်အစားအစာတွေရောင်းကုန်တွေကိုအဓိကရောင်းတာပါ။ဒီပေါက်စီဆိုင်ကတော့ကင်ဗီဒီယိုတစ်ခုတင်ပူးတယ်ပေါ့နော်။ကင်ကြိုက်တဲ့ပေါက်စီဆိုင်မှာတော်တော်လေးစားကောင်းပါတယ်။ဒီမှာပေါက်စီအပြင်ဒါမျိုးဝက်သားကောင်ချင်းတို့ကြက်သားကောင်ချင်းတို့လည်းရပါတယ်။ဒီဈေးရောင်းပွဲတော်လေးကတော့ဇွန်လ14ရက်နေပြီးတော့29ရက်နေ့ထိရှိပါတယ်။ shopping mall ဖွင့်ချိန်မနက်10:00နာရီကနေပြီးတော့ည9:00နာရီထိကိုလာပြီးတော့ဝယ်လို့ရပါတယ်။ဘုတ်တွေဝယ်ပြီးလို့ဒီမှာထိုင်စားခြင်းနဲ့ဆိုရင်လည်းထိုင်စားဖို့နေရာလေးတွေတော့အနည်းငယ်စီစဉ်ထားပြီးတာရှိပါတယ်။ shopping mall ထဲမှာလုပ်တဲ့ဈေးရောင်းပွဲတော်ဖြစ်လို့ပူအိုက်နဲ့လူအများကြီးကြားထဲမှာလည်းတိုးဝေးစရာမလိုဘူး။အေးစစ်စစ်လေးကိုစားချင်တာလေးပတ်ဝယ်ပြီးတော့ထိုင်စားလိုက်အောင်ပဲဆိုတော့တော်တော်လေးအဆင်ပြေပါတယ်။ဒီမှာစားစရာတဲ့ဈေးနှုန်းတွေကလည်းတော်တော်လေးကိုသက်သာပါတယ်။ Imperial Wall Samrong ကိုလာခြင်းနဲ့ဆိုရင်တော့ BTS အစိမ်းလိုက်အောင်စီးပြီးတော့ Samrong BTS Station မှာဆင်းရင်ရောက်ပါပြီ။ဒီဗီဒီယိုလေးကိုလည်း like and share လေးလုပ်ပေးပါဦးနော်။